ကျန်ဒီသွားမယ့်ကြောင်းရပါလေ auxiliaries လို့လည်းခေါ်တယ်ဗာလဲခေါ်လဲ helping လို့လည်းခေါ်လို့ရပါတယ်ဟုတ်ပြီနော် auxiliaries တော့ဗာလဲအကူကရိယာဟုတ်ပြီနော်ဒါပေမဲ့ခေါ်များတော့ဘယ်လိုပဲခေါ်လဲ helping helping လို့ပဲဗာလို့လဲအခေါ်များတာဟုတ်ပြီနော်ဒီ auxiliaries တွေကကျတော့အင်္ဂလိပ်စာမှာဗာလဲအရန်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီပိုင်းတွေကဒါအင်္ဂလိပ်စာကိုသင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့မရရအောင်မလုပ်ရမလဲဒါလေ့လာထားတဲ့အပိုင်းပေါ့နော်အဲ့တော့အခုကရိယာဆိုဒီမှာအခြားသောကရိယာများဤ tenses ဆိုပါလေကာလတွေချိန်လေးနောက်က moods ဆိုပါလေလေနေပေါ့နေတော့ဘာပြောနေတာလဲဆိုရင်ဒီမှာ subjective mood imperative mood indicative mood ဒါတွေပြောနေတာเนาะ voices ဆိုပါလေကရိယာပုံစံတွေပြောမယ် tenses ဆိုအင်းလေးတော့ကျ tenses ဘယ်နှမျိုးပဲရှိလဲ၃မျိုး present ဆိုပါလေပစ္စုပ္ပန် past ဆိုပါလေအတိတ် future ဆိုပါလေအနာဂတ်ဟုတ်ပြီเนาะပစ္စုပ္ပန်အတိတ်အနာဂတ်ဖြစ်စေအောင်ကူညီသွားတာတွေကဘာတွေပဲလဲဒီ auxiliaries တွေနဲ့ပဲအသွင်ပြောင်းသွားတာပေါ့နောက်တစ်ခါ mood စာနယ်ပေါ့နယ်တော့ဘာပြောနေတာလဲဆိုရင် the subjective mood the imperative mood the indicative mood ဒီ subjective mood ကမြန်မာလိုပါလဲမန်စာချက်ပုံသဏ္ဍာန်ဖြင့်ပေါ်ပြတာတော့ကရိယာပုံစံဟောကြောင့်တချို့သောအကြောင်းအရာတွေကဟုတ်ပြီနော်ဒါကြီးကမှန်ကန်တယ်လို့ဘာလို့မရဘူးလဲတဲ့သွားပြောလို့မရဘူးစိတ်မှန်သက်သက်အထင်သက်သက်ဒါမျိုးတွေနဲ့ပြောရတဲ့အနေအထားတွေလည်းရှိတယ်ကဲအော်ပြီမင်းတို့စာမဖြေထားတယ် reset အောက်လာတဲ့အချိန်လေးကြာကြာငါအောင်မလားကြမလားအဲ့လိုအချိန်တွေမှန်းဆရအောင်နော် alright the imperative mood တော့ဗာလဲစေခိုင်းအမိန်ပေးနော်တောင်းပန်ပန်ကြားတိုက်တွန်းမေတ္တာရက်ခံနော်အဲ့လိုအချိန်တွေမျိုးမှလည်းသုံးလို့ရတယ်နောက်တစ်ခုကthe indicative mood ဆိုပါလေလူချင်းရှိချင်းတားဆိုတော့နော်ပြုခြင်းဖြစ်ခြင်းရှိခြင်းကိုပြဆိုတော့ဝိယဝိပန်ဘာလို့သူတို့လဲဘယ်လိုလဲခေါ်လဲပစ္စုပန်ဝိပန်လို့လဲခေါ်တယ်နော်အဲ့တော့ဒီ imperative mood ကိုလည်းကျတော့ဗာလဲစေခိုင်းဝိပန်လို့လည်းဘာလို့ရလဲတရားသုံးလို့နော်အဲ့တော့ voices ကဘာလဲကရိယာပုံစံနဲ့ voices ကဘာလဲကရိယာပုံစံကျောက်ဒီတရားသုံးလို့မလို့เนาะ voice ကကရိယာပုံစံလို့ပြောလိုက်ခြင်းဖြစ်တယ်အပြင်သုံးလို့ဆိုပါလဲ voice ဆိုတာပါလဲအတန်ဟုတ်ပြီเนาะတရားသုံးလို့ကြပါလဲကရိယာပုံစံဒါဆိုကြတော့အင်္ဂလိပ်စာမှာ voices လို့ခေါ်တဲ့ကရိယာပုံစံဘယ်နှမျိုးပဲရှိတယ်နှစ်မျိုး active voice က passive voice active voice active တော့ဗာလေပြုလုပ်တော့ voice ဆိုပါလေကရိယာပုံစံ passive တော့ဗာလို့တော့ပြုလုပ်ခြင်းခံရတော့ voice ဆိုပါလေကရိယာပုံစံဟုတ်ပြီနော်ဒီလိုလေးဖြစ်ပေါ်လာဖို့အတွက်ဆရာဗာလေးပဲသုံးအောင်မယ် auxiliaries တွေကိုပဲသုံးအောင်အဲ့တော့ဖတ်ကြအောင်တစ်ခေါက်ကရိယာအခုကရိယာဆိုတော့ကရိယာဆိုဒီမှာခြားသောကရိယာများ၏tense tenses mood voice မဟုတ်ပါလဲ voices voice c နဲ့ဆိုရင် zaz plac place placs places voice voice voices voices ဒါမှမဟုတ်ပြောရနော်အဲ့တော့ tenses moods voices စာရီတို့ပြောလာရဲ့သုံးတော်ပြရနာမည်ဒီပါပြီဒါဆို b တော့ဗာလဲ verb to ဟုတ်ပြီနော် have တော့ဗာလဲ verb to do တော့ဗာလဲ verb to do moral တော့ဗာလဲ moral ဒီမှာထူးခြားတာက5 6 7 8ဒီလေးလုံးကကျောင်းသားကျောင်းသူတော်များများနော်သိတာဒီ auxiliaries လို့သိတာဒီဘာဝဲသိတယ် out OUGT out ဟုတ်ပြီနော် you ought to go မင်းဘာလုပ်တဲ့လဲ
သွားတဲ့တယ်လေထားဒီ out လောက်ကိုတော့နော်သိကြတယ်ဒီ out ကသုံးလို့ used need dare ဟုတ်ပြီနော်ဒီသုံးလုံးလိုက်ကြတဲ့ကြောင်ဘာတွေလို့ပဲသူထင်ကြလဲ main verb တွေလို့ပဲထင်ကြတာပဲဟုတ်ပြီနော်ဒါပေမဲ့ဒီကောင်တွေကို main verb အနေနဲ့လည်းသုံးလို့ရတယ်လို့ auxiliary အနေနဲ့လည်းသုံးလို့ရတယ်ဆိုတော့ဘာလို့ထားရမလဲသိထားရပြီနော်အဲ့တော့ကျတော့ဘယ်လိုမျိုးရှိလဲ auxiliary ရှင်မျိုးဒါပေမဲ့ဒီ auxiliary ရှင်မျိုးမှာဆရာတို့ကဗာလဲ auxiliary အနေနဲ့သုံးလို့ရတဲ့ဟာတွေလည်းရှိသလို main verb လို့ခေါ်ရပါလေအဓိကကရိယာတွေအနေနဲ့သုံးရတာတွေလည်းရှိပါတယ်ဒါပေမဲ့ B အဓိကကရိယာအနေနဲ့လည်းသုံးလို့ရပါတယ်ဆိုတော့ mood ထဲမှာသွားသုံးမှရှိခြင်းကိုဖြစ်စေဖြစ်ခြင်းကိုဖြစ်စေဗာလဲပြုခြင်းကိုဖြစ်စေနော်ပြတဲ့အပိုင်းတွေမှာလည်း B ကိုဆရာတို့ဗာလဲသွားသုံးတာလဲ main verb အနေနဲ့သွားသုံးတာဥပမာ I am here where are you I am here where are you မြေပမာလဲ I am here ငါဒီနေရာမှာပါအဲ့ဒါတော့ what's your name my name is Momon စသဖြင့်ဒါတွေကပါလဲအဲ mood ပိုင်းဆိုင်ရတယ်မှာမလုပ်ထားတာလေအဓိကကရိယာအနေနဲ့ဒါတော့သုံးရင်ဖြစ်တယ်ဥပမာ I am a student နော် they are softball တော့ပါလေ softball တွေနော်အဲ့လိုအဲ့တော့ have ကိုလည်းじゃဘာနဲ့တော့သုံးလဲ main verb အနေနဲ့တော့သုံးလို့ရတယ်ဒါပေမဲ့ have ကိုじゃတော့ main verb အနေနဲ့တော့သုံးမယ်ဆိုရင်ဘယ်လိုတဲ့မျိုးနဲ့သုံးလို့ရလဲပိုင်ဆိုင်မှုပြအခြေအနေတွေနောက်တစ်ခုကဘယ်လိုအခြေအနေတွေစားသည်ဆိုတဲ့အခြေအနေတွေမှာ have ကိုတော့သုံးလို့ရပါတယ် have ကိုကျတော့ auxiliary အနေနဲ့သုံးရင်တော့မှ battery မဖြစ်မနေပါဘူးပါတဲ့အခြေအနေဆိုတာ have ကဘာနဲ့တော့သုံးတာလဲ auxiliary အနေနဲ့တော့သုံးတာ I have a car I have a car ငါမှာကားတစ်စီးရှိတယ်ကားတစ်စီးရှိတယ်ပေါ့ဒါဆို have ကကျဘာနဲ့တော့သုံးတာလား have ကနောက်မှာဘာကြီးပါလား a car ကဘာလဲ noun phrase ပေါ့ဟုတ်ပြီနော်ဒါဆို verb ကနောက်မှာကျဘာလိုက်ထားမယ်ဆိုရင် noun လိုက်ထားမယ် noun phrase လိုက်ထားမယ်ဆိုရင်ဒါဘာနဲ့တော့သုံးတာအဓိကကရိယာလေးနဲ့တော့သုံးတာနားလည်နော် verb ကနောက်မှာသင်နေလိုက်မယ်လိုက်တဲ့ခါမှာသင်ကိုခွဲလိုက်ပေါ့စားကြလားစားကြမဟုတ်တာလားဒါဆိုစားကြဆိုရင်တော့ဘာနဲ့သုံးမလဲစားသည်အတွက်ဒီမျိုးနဲ့သုံးလို့ရတယ်ကြံလဲပါလေ noun နေဆိုရင်တော့ဗာလဲမှားရှိပြီပေါ့နော်ဒါမျိုးသုံးလို့ရတယ်နောက် do ဟုတ်ပြီနော် do ကတော့ပြဿနာနော်မလို့ကျဲ do ကဘာပြဿနာလဲဆိုရင်မလို့မိကုန်းနေလုပ်တဲ့အခါလေးမိကုန်းလေးကိုပြန်ကောက်တဲ့အခြေအနေတွေနောက်ပါလဲနော်အငင်းလုပ်တဲ့အခြေအနေတွေမှာဒီကောင်မပါဘဲနဲ့လုံးမဖြစ်ဘူးအဲ့ဒါဘတ်တူတူကြောင်းလေးကိုလည်းကိုသိထားရမှာပေါ့နော်အဲ့ဒါဘတ်တူတူက main verb အနေနဲ့သုံးရင်ပါလဲပြုလုပ်ပြီးပဲဟုတ်ပြီနော် I have done my homework ငါအိမ်စာလုပ်ခဲ့ပြီဒါဆို have ကနောက်ကဘာလိုက်တာလဲ you need done တဲ့ဘာလိုက်တာလဲ do ရဲ့ battery ဒါဆို do ဒီဘာနဲ့သုံးလိုက်တာလဲ main verb နဲ့သုံး I have done my homework ငါအိမ်စာလုပ်ခဲ့ပြီ I did the ironဒါပါလဲငါမီးဘူးတိုက်ခဲ့တယ်ဒါ did ကဘာနဲ့သုံးတာလဲ main verb အနေနဲ့ဒါတော့သုံးတာပေါ့နော်လူတယောက်လုပ်ငန်းဆောင်တာတခုကိုမိမိဘာသာမိမိလုပ်တဲ့အခြေအနေမျိုးမှာလည်းဘာလို့သုံးလဲ do ကိုသုံးတာအဲ့ဒါကျွန်တော်အင်္ဂလိပ်စာမှာပြုလုပ်သည်ဆိုတဲ့အသုံးလုံးတွင်တွင်ကျကျသုံးများတာဒီ make make က do do ရဲ့အဲ့လိုအခြေအနေမျိုးရှိရတဲ့မင်းတို့ဟာဒါ make နဲ့ do ရဲ့အသုံးပြုပုံဘာလို့ကမလဲထက်ဆင်ဒါလေ့လာထားရမှာပေါ့နော်ကြောက်ပြီးတော့ model ကတော့ဒါရှင်းပါတယ်ဘာအနေနဲ့ပဲသုံးတာပဲလေauxiliary အနေနဲ့ပဲသုံးတယ်တလုံးလေးယက်တိဝင်မရှိဘူးဝါကြတယ်မှာသူ့နောက်မှာပါလဲအဓိကကရိယာတကူ like ကို like နေရ like မှသူဘာလို့ရလဲယက်တိလို့ရတယ်အဲ့ဒါ out လဲပါပဲလေအတူတူပါပဲဟုတ်ပြီနော်အဲ့ဒါ၄နဲ့၅ဒီဘာအနေနဲ့ပဲထားရသုံးမလဲ auxiliary အနေနဲ့ပဲထားရသုံးရမယ်အဲ့တော့1 2 3 6 7 8ကတော့ဒီပေါ့6 7 8ကတော့ဘာနဲ့သုံးလို့ရလဲauxiliary အနေနဲ့လည်းသုံးတဲ့ခြေနေရှိတယ် main verb လို့ခေါ်တဲ့အဓိကကရိယာခြေနေနဲ့လည်းသုံးတဲ့ခြေနေရှိတယ်ဆိုတော့ကိုယ်ကလေ့လာထားရမယ်အဲ့ဒါဒီရှင်မျိုးလက်မှာဆရာဒီနေ့သွားမှဒီပါလေနံပါတ်4ပေါ့ဟုတ်ပြီနော်4ချက်ကလေးကြော်သွားလိုက်ပါပေါ့နော်အမလေးက1ကိုရေရှင်းရမယ်2ရှင်းရမယ်3ရှင်းရမယ်4ကြရင်ဆရာတို့ဤသွားပြီ4ကြရင်ဤသွားပြီဆိုတော့ဆရာဘာကြောင့်ဤသွားမှာလဲ4ကြရင်များသွားမယ်ပေါ့နော်စာသင်ချိန်များသွားမယ်ဆိုတာဒီmodel verb နှလုံးရှိလဲ9လုံးနှလုံးချင်းတွေကိုရှင်းရမှာကြတော့ဟုတ်ပြီနော် model verb 9လုံးပါလေကံကိုရှေရှုဝဲကိုဒီမိုင်းရ
ကန်ဘလူးချင်းမျိုးမှာတောင်းတယ်လေလာမှာပဲ good ကိုဘလူးချင်းမျိုးမှာတောင်းတယ်လေကန်ရဲ့ဘတ်တူပါလေ good နော်ဒါ past tense အနေနဲ့သုံးလို့ရတဲ့ချင်းတွေလည်းရှိတယ် good ကို present ချင်းတွေနဲ့လည်းသုံးလို့ရတဲ့ချင်းတွေရှိတယ်ဘလူးချင်းမျိုးမှာတောင်းတာဒါမျိုးတွေပါလေလေ့လာမှာဟုတ်ပြီနော်ကဲပြောကြည့်အောင်ဘတ်တူဘီရဲ့ဘတ်လို့ပြောလိုက်မှာပဲလေ verb infinitive ကနေစတာဒါရဲ့ဘာတွေလဲဘတ်တူရဲ့ပေါင်း1အမစ္စာဘတ်တူရဲ့ဘတ်တူ was where ဘတ်တူရဲ့ဘတ်3ဘတ်တူရဲ့ဘဘာကြီး verb ကို ing ပေါင်းရင်ဘာဝဲ ing ပေါင်းတချို့ကဘာဝဲ ing ပေါင်းဘာဝဲ ing ပေါင်းဘာဝဲ ing ပေါင်းလို့မရပါဘူးဟုတ်ပြီနော်သူကသဒ္ဒါစင်းစည်းကမ်းရ verb ကို ing ပုံစံနဲ့ပေါ်ပြခြင်းဘယ်စင်းမှာရှိတဲ့ verb ကိုပဲပေါင်းလို့ရှိတာလဲမင်းတို့ပေးတာလေးမှာဝါကြလိမ့်မှာ verb တီပါလဲ verb infinitive လည်းဖြစ်ရင်ဖြစ်မယ်ဘောင်းဝါလည်းဖြစ်ရင်ဖြစ်မယ် verb true လည်းဖြစ်ရင်ဖြစ်မယ်ဟုတ်ပြီနော်အဲ့လိုချင်းလေးမှာသူကဘယ်အချင်းလေးမှာပဲပေးတာမင်းတို့ဘယ်ကိုပြန်ချပေးအဲ့ဒီလည်းပြန်ချဒီ verb တီဘာလဲဆုံးနေလဲဘယ်လိုချင်းလေးရှိလဲအဲ့ဒါကိုကြည့်မှာပါလို့ကလည်းဘာလဲပေါင်းကဲဒါ verb တူရဲ့ verb ရပါလဲD-E-I-N-G D now what do have ကဲ verb infinitive ကပါလဲ has ဘာဝပါလဲ has what do have ကဲ what do has what 3ဘာဖိုင်လို့ဘာအိုင်းကြီးပေါ့ဘာဒီဘာလဲဆိုရင်ဒီလိုပြောပြပါပေါ့မှတ်ချက်အသက်ဆောက်အင်္ဂလိပ်စာမှာ accession လို့ခေါ်တဲ့ချွင်းချက်ပေါ့ဟုတ်ပြီနော်ချွင်းချက်တော့ရှိပြီးသားဘတ်တူရဲ့ EU လို့ဘာလို့ခွင့်မရှိဘူးဟုတ်ပြီနော်အဲ့ဒါ HBV have ကိုအိုင်းကြီးပေါ့တော့ပါလေလို့ grade 12လေးဆိုရင်ဒါဘာဖိုင်ကြီးအသုံးပြုပေါ့အများကြီးပါပဲရှင်းတယ်နော်grade 12 11 10အစောတော့ပေါ့နော်ကျန်တဲ့တန်းလေးမှာလည်းဘာဖိုင်ကြီးရဲ့နော်အလုံးလုံးပုံလေးအားကြီးပါပဲနောက်တစ်ခုပါလဲဘာဖိုင်ပေါင်းခြင်းပုံစံလေးတွေပေါ့ဘာလို့ထားရမလဲသိထားမှာနော်ကြထားဘာတူတူရဲ့ verb infinitive ကပါလဲ do သူရဲ့ပေါင်း1 yes do သူရဲ့ဘာတူဘာတူရဲ့ဘာ3ဘာတူရဲ့ဘာဖိုင် ing do ing ရောဟုတ်ပြီ model verb ကြတော့ကျွန်တော်1 2ရှိလားရှိပါတယ်เนาะတကယ်တွဲတာကြီးလဲ canပြောပါလေဟုတ်ဘာလို့ပြောပါလဲthey mightရမလား have to လို့ဘာလို့ထားလိုက်เนาะဒါအဲ့ဒါထည့်ရအောင်ကြောက်ပြီကဲဒီမှာ out ကြတော့ဗာလဲဘောင်ဝါလည်းမရှိတော့ဘောင်ဝါနေနဲ့ပဲသုံးတာပါတို့ဘဒုနေနဲ့သုံးလို့မရဘဒုလည်းမရှိဘူးပေါ့ use ကြတော့ဗာလဲ auxiliary need လည်းဗာလဲ auxiliary ဒီကောင်တွေကတော့ကျတော့ USCD use လို့သုံးမှရမှာနော် USC use ဆိုပြီး auxiliary နေနဲ့သုံးလို့ရလားမရပါဘူးနော်ဒီကောင်လေးလည်းသိထားရမယ် USCD use တော့ဘဒုနေနဲ့သုံးမိမဲ့ဟုတ်ပြီနော်လူတယောက်လုံးလေးလှုပ်တာရှိတဲ့အရာတွေမှာသုံးတော့မှာ I used to go to the gym on Sundays ဟုတ်ပြီနော် I used to go to the gym on Sundays ဒီနေ့နေ့တွေမှာကျတော့ as ပေါင်းသုံးနိုင်ပါလေအဲ့နေ့ရောက်တိုင်းဆိုတဲ့သဘောမျိုး on Sundays ဘာနေများတနင်္ဂနွေနေ့များလို့ပြန်လို့မရဘူးတနင်္ဂနွေနေ့ရောက်တိုင်းမှာငါ gym တော့ဗာလဲအာကစားရုံကိုသွားလေရှိတယ်ဟာเนาะဒါမျိုးတလုံးကြီးပြန်သင်ရမှာเนาะဒါမျိုးသိအောင်ကြားဘူးသွားတယ်ရှိအောင်ဘာလို့လဲတခါလဲပေါ်ပြလိုက်တာเนาะကဲဟုတ်ပြီ out ဆိုတဲ့အိဗယ်ပါလဲသင်ပြီ use တာပါလဲအသုံးပြုသည်ဒါအဓိက kriya အနေနဲ့သုံးတော့လေးရှိသည်ဆိုတဲ့သဘောမျိုးနဲ့ပဲသုံးအောင်ပါ auxiliary အနေနဲ့သုံး use ကပါလဲလေးရှိတယ် use လုံးနဲ့တော့သုံးလို့မရအောင်เนาะဘာလေးကပ်ပြရမလဲ to ဟုတ်ပြီเนาะ used to အဲ့လိုသုံးမယ်เนาะout နဲ့ကြောက်လုံးနဲ့သုံးလို့မရပါလေ out to ဟုတ်လားပေါ်နေနော်ဟုတ်ပြီနော် need ကပါလေလိုအပ်သည် dare ကပါလေရဲသည်ဟုတ်ပြီနော် gi dare ကမင်းပြောရဲလားဟုတ်ပြီနော်မင်းပြောရဲလားမင်းလုပ်ရဲလားငါလုပ်ရဲတယ်ပြောရဲတယ် I dare do that ငါအဲ့ဒါဘာလို့ရဲလဲ
လုံးရဲလုံးဘောနဲ့အဲ့လိုမျိုးပေါ့ဟုတ်ပြီနော်ဒါထားကဲဒါလည်းကြံကြည့်အောင်ဘောင်ဝမ်းဆင်းမှာကြာပါတယ်ဘယ်နှလုံးလောက်ရှိတာလဲဘတ်တူတွေက3လုံးဒါဆို M ဆိုတဲ့စကလုံးလေးကဘာလဲပဲတွေ့ is ကဘာလဲအလဲ R ဘာလဲအများဟုတ်ပြီလား17နဲ့ verb ကလည်းဘာလုပ်ပြီလဲ17များရင် verb ကလည်းများပါပြီအဲ့ verb 2စစ်မှာ active voice မှာ verb 2စစ်မှာအလဲများရှိတာဘာပဲရှိလဲ verb 2ကြီးပဲကျန်တဲ့ verb တွေမှာမရှိပါဘူးเนาะအဲ့ဒါဒီထားမယ်ဒါ verb 2စစ်မှာ was ကပါလဲအလဲ where ပါလဲအများ verb 3တို့ papa ကြီးတို့မှာအလဲများမရှိဘူးနောက် verb 2 have က very very မှာဘာဝမ်းမှာနှလုံးသားတွေးမထားဘူးလား has have has ကပါလဲအလဲစက်တကလည်းဘာလို့တော့ has she has a house they have houses အဲ့လိုမျိုးပေါ့ they ကလည်းလားများလားများအများဆိုကြ has ဆိုတဲ့ဘာ one နဲ့တော့သုံးလို့ရလားမရဘူးဟုတ်ပြီနော်အဲ့ဒီဘူးကြီး have ဆိုတဲ့ဘာလို့တော့သုံးလို့ရမလဲအများနောက်တစ်ခုက hat ဘာလို့ hat ကြတော့ဘာလို့စစ်မှာဘယ်နှလုံးပဲရှိတယ်တစ်လုံးအဲ့တစ်လုံးပဲရှိတဲ့စက်တဲ့နဲသည်ဖြစ်စေများသည်ဖြစ်စေဘာပဲလဲ hat ဘာဒီမှာလဲ hat ဘာပါကြီးမှာလဲ hat မဟုတ်နော် hat နဲ့အော်ဒီဘာလို့2မှာလဲဘာဝမ်းစစ်မှာဘယ်နှလုံးရှိနေလဲနှလုံး das ကပါလဲအမြဲဘူးကပါလဲအများ dit မှာကျတစ်လုံးပဲရှိတော့နဲနဲ့များ dit ဟုတ်ပြီနော် then doing ပေါ့ဒီ moral verb မှာကျတော့ထူးခြားချက်က subject နဲ့သူက agreement လုပ်ရမလို့ဟုတ်ပြီနော်ဒါ moral verb ရဲ့ထူးခြား subject နဲနဲ့များမင်းကန်သုံးမယ်ဆိုကန်မဲ့တော့ဥမာ I can speak English I can speak English ငါအင်္ဂလိပ်စကားပြောတယ် she can speak English they can speak English we can speak English ဒါမျိုးတွေပဲတော့တယ်เนาะသူရဲ့အားသာချက်ကြတော့ moral verb ရဲ့ subject နဲ့ verb နဲ့ဘာလို့ကြမလို့လဲ agreement တော့ဘာပြောလဲ subject နဲ့ verb နဲ့ s နဲ့ v နဲ့ s များ v များဒါပေမဲ့ညှိပေးရအောင်เนาะ verb to be ညှိပေးရပါမယ် verb to have subject နဲ့ verb ကိုညှိပေးရမယ် verb to do subject နဲ့ verb ကိုညှိပေးရမယ် moral verb ညှိကြမလို့ဒါဆိုရင်ညှိကြမလို့ဆိုတော့ဘာလို့လို့လဲသူတို့ရဲ့အသုံးပြုပုံလေးတွေကိုတော့လေ့လာထားဖို့လိုအပ်ပါတယ်เนาะဒါဟုတ်ပြီ out use need there ကထားဤကုပရိယာများကိုတဲ့ anomalous or special verbs anomalous ဘယ်နဲ့တည်းလဲလေးတန်း anomalous ano anom ဟုတ်ပြီနော် ano anomalous malous mal ဟုတ်ပြီနော် lous ကျတော့ဗာလဲ less anomalous တမှုထူးခြားသော anomalous ကတည်းကဗာလဲတမှုထူးခြားသော verb ဆိုဗာလဲကရိယာများเนาะဤကုကရိယာတွေကတဲ့တမှုထူးခြားတဲ့ကရိယာတွေပဲဖြစ်ကြပါတယ်ဒါမှမဟုတ်လေ special verb ဆိုဗာလဲသီးသန့်ကရိယာတွေလည်းခေါ်ရပါတယ်ရမယ်နော်ဘာဖြစ်လို့သူတို့ကတမှုထူးခြားတာလဲဟုတ်ပြီနော်သူတို့တွေဝါကြတဲ့ဝင်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲပြောင်းလဲမှုအဓိပ္ပာယ်မျိုးဘာဖြစ်သွားလဲပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့်လားဘာဖြစ်တယ်လို့ခေါ်တာလဲ anomalous verbs or special verbs လို့ခေါ်တာနားလည်လားမသိဘူးဟုတ်ပြီနော်ကဲဥမာနော် he ate somethingသူဘာလုပ်ခဲ့လဲသူတခုခုစားတယ် something သုံးမအောင် something ဒါနောက်ကတော့မထဲတော့နော် he ate something သူဘာလုပ်ခဲ့လဲစားတယ် did he eat something anything ဒီကောင်ကကြာany ကိုတောင်းရတယ်နော်သူတခုခုစားခဲ့သလားဒါမို့ he did not eat anything သူဘာမှမစားခဲ့ဘူးကြည့်တော့ဆိုရင်ဒီမှာ dip ပါသွားတယ်ဒီမှာလည်း dip ပါသွားတယ်ဝါကြမျိုးစားဘယ်နှမျိုးဖြစ်တော့3မျိုးဒါတော့ရိုးဝါကြဒါတော့ညင်းဝါကြဒါတော့ဒီကုံဝါကြအဲ့လိုခြေနေတွေကိုရောက်အောင်ဖန်တီးပေးနိုင်တဲ့စကားလုံးတွေပါလေ auxiliary state ပဲနားလည်နော်ဒီလိုကူကရိယာတွေပဲအဲ့လိုကူကရိယာတွေဆိုတော့ဘာလို့ခေါ်လဲ anomalous or special verbs လို့ခေါ်တာအဲ့အတွက်ဒီစကားလုံးတွေကတမှုထူးခြားတယ်လို့ပြောချင်တာပဲနားလည်နော်ကဲအဲ့အတွက်တောက်တော့ပါလေနံပါတ်၄ချက်ကလေးက
မော်ရယ်ပဲ6လုံးရှိတဲ့နံပါတ်မှာဘယ်နှလုံးသွားမလဲ3လုံးနော် moral auxiliaries ဟုတ်ပြီနော် moral ကပါလဲအကူ auxiliaries ဆိုလဲပါပဲလေအကူ auxiliaries ကတော့အကူ Korea moral ကတော့ပါလဲ moral ပါပဲနော် moral auxiliaries ပါလဲ can should must ဟုတ်ပြီနော်ဒီတော့ပါလေရာဒီ3လုံးခိုင်းရတယ်တော့မယ် moral ပဲ3လုံးပါလေ can should must ကိုလိုရှိတဲ့လက်မှာဘယ်နှလုံးပဲသွားတာလဲ3လုံးဒါအတွက်ဆိုတော့ can is should တာ can go တဲ့ is ဆိုပါတယ်အဲ့ဒါ auxiliary ပဲဒီနောက်မှာ use ဆိုရယ်ဘာလိုက်သွားလဲ battery လိုက်တယ်အဲ့တော့ဒီကောင်လေး voice ဖြစ်သွားတယ်ဘာ voice လဲ နော် passive voice ဒီ Korea ပုံစံကြည့်လိုက်တာ active voice လားဒါတော့ passive voice လားဆိုတော့မှတ်သားထားအောင်နော် battery ရဲ့နောက်ကဘာလိုက်ထားရင်ဒီလိုက်ထားရင်ဘာ voice passive voice အဲ့ဒါ passive voice မှာရှိတဲ့ subject ဒီဘာလို့ချင်းခံရတာလဲချင်းခံရတာပေါ့နော် active voice မှာရှိတဲ့ subject ဒီပြုလုပ်သူပေါ့ passive voice မှာရှိတဲ့ subject ဒီဘာလဲပြုလုပ်ခံရသူအဲ့ဒါသူ subject လေးဆိုရင်ဘာလေးခံပြီcan is used can go is used ဘာလို့ပါသေးဟုတ်ပါသေးချက်မလဲချက်လဲ၄ချက်ဘယ်မှာချက်ဒီပါလဲ to x for x ကပါလဲ main verb for ပါလဲ preposition main verb ဖြစ်ရဲ့နောက်မှာကြာဘာလိုက်ခဲ့ preposition လိုက်ခဲ့ဝေးနေပဲပြောက်ရအိဗယ်သစ်ပေါ်ပေါ်လို့သွားတယ်ဆိုတာကိုပေါ်မှတ်ထားမယ်အဲ့ဒါကိုအင်္ဂလိပ်လူမျိုးတွေကတော့ idiom လို့လည်းခေါ်ကြပါတယ်နားလည်နော်အဲ့တော့ ask လုံးလေးကပါလဲမေးသည်ပေါ့ for တာအတွက်မေးသည်လို့တော့ပြန်လို့မရဘူးเนาะ ask for တာဘာလို့ဒီတောင်းခံသည် to ask for permission ဘာတောင်းခံရရဲရတောင်းခံရရဲအဲ့ဒါနဲ့ give permission ခွင့်ပြုချက်ပေးရရဲဘာလို့ခွင့်ပြုချက်တောင်းတာပဲဖြစ်ဖြစ်ခွင့်ပြုချက်ပေးရပဲဖြစ်ဖြစ်အဲ့လိုသဘောတရားနဲ့တော့သက်ဆိုင်နေပါသုံးလို့ရလဲခံရလို့သုံးလို့ရတယ်ရအောင်လားဒီချက်က to ask for and give permission ရလားခွင့်ပြုချက်တောင်းခံရတွေနဲ့ခွင့်ပြုချက်ပေးရတယ်ကံကိုမလို့ရလဲတောင်းပြရတယ်ဥမာလေးဒီချက်ကမှာဘာလို့ထားမလဲမှတ်သားထားမယ် not to ask for and give permission အင်္ဂလိပ်လိုမမှတ်နိုင်လဲဘယ်လိုလေးမှတ်ထားလဲမြန်မာလိုမှတ်ဟုတ်ပြီနော်ကျတော့အင်္ဂလိပ်စာအင်္ဂလိပ်လိုမှတ်တာတော့အကောင်းဆုံးပေါ့ဒါမှ vocabulary ဘာလို့မှလဲကျွယ်ဝမှာနော်စာရေးသားဖို့စကားပြောဖို့အတွက်ဆိုရင်ဘာတွေရှိမှာ vocabulary vocab တွေရှိမှာဘာလို့ရမလဲစာရေးသားလို့ရမယ်စကားပြောလို့ရမယ်နော်ခက်ထားဥမာလေးလိုက်ကြအောင် can I take your book အဲ့လိုတော့မထုံနော် can I ရှင်းတဲ့ကောင်ဘာတန်နဲ့ဆုံးကြီးတန်နဲ့ဆုံးသရတန်နဲ့စရင် the linking pronunciation လို့ခေါ်တယ်အတန်တော့ချိတ်ပေးရအောင်နော်အားရဲ့နေရာမှာရှိရဆုံးနေတဲ့ကြီးတန်ကိုဘာလို့ပြရလဲသူအတက်ကလေးပြောလိုက် b ဟုတ်ပြီနော် b သက်ဟုတ်ပြီနော်အတက်ကလေးပြောလိုက်ဘာဖြစ်သွားလဲ b အဲ့တော့အားရဲ့နေရာကိုပါလဲတော့ဝင်တယ်ဒီလိုပေါ့ဥမာ can သူက answer ဘာနဲ့ဆုံးတာလဲနားနေ I ကျက်လို့ရေးရလား can I အတန်နဲ့တွဲတဲ့တွဲဖတ်ကမလို့ဒီလောက်စကလုံးနှလုံးထွက်တဲ့အခါမှာတော့နားထွက်တယ်ဆိုတော့မဟုတ်သေးဘူးရှင်းတယ်နော်ဒါကတ်လျက်ဆိုရင်ဒီမှာဆိုကြတော့ရှိရဘာကလဲ n ဆိုတဲ့ဒီတက်ကအတက်ကလေးပြောလိုက်ဘာဖြစ်သွားလဲ b ပြောပြီးဒီအရဲ့နေရာဘာလို့ပြရလဲသွားဝင်ပြရလဲအဲ့တော့ဘယ်လိုဖြစ်သွားလဲ can I အဲ့ linking pronunciation လို့ခေါ်တယ်နော်ရွေးသမီးလက်ကလေးလာပါလေဘောကြည့်အောင် can I take your book can I take your book ငါမင်းစာအုပ်ကလေးဘာလဲယူလို့ရမလားဘာတောင်းလိုက်တာပဲလေယူရလိုက်တာနောက်တစ်ချက်က to express ပေါ်ပြရမယ် physical ability physical ဆိုပါလေဒီမှာရုပ်ပိုင်းဆိုင်ရာလို့တော့မပြန်ဘူးเนาะကိုယ်ကာယနဲ့သက်ဆိုင်တော့ ability ဆိုပါလေစွမ်းရည် to express physical ability ဆိုပါလေကာယစွမ်းရည်เนาะကိုယ်ကာယစွမ်းရည်တွေးလို့ရှင်းပြောကိုယ်ကာယစွမ်းရည်ကိုပေါ်ပြရတယ်ဟုတ်တယ်ငါဒီတော့ချီပုံးမျိုးမားနိုင်တယ်ထမ်းနိုင်တယ်နားလည်လားမသိဘူးဒါကိုယ့်ရဲ့ဘာပဲလေကာယစွမ်းရည်မမဟုတ်ဘူးလားဟုတ်ပါဘူးဟုတ်ပြီငါဒီတက်တာကို
ရွှေ့နိုင်တယ်ဒါလည်းမနိုင်တယ်ဒါပြီဒါတွေကဘာတွေလဲကာယစွမ်းရည်ဟုတ်ပါပြီ he can ကတော့ can ကိုတော့တုံးတယ်နော် active voice ဖြစ်တဲ့အတွက်နောက်မှာဘာပဲလိုက်ထားလဲ but infinitive ပဲလိုက်ထားတယ်ဆိုတော့ကိုဘာလို့ကမလဲ understood ဖြစ်ကနားလည်ထားအောင်နော် he can lift သူဘာလို့နိုင်လဲနိုင်တယ် lift lift ကကျနောင်းအနေနဲ့တော့ဓာတ်လေကားလို့သုံးတယ်နော်ဓာတ်လေကား elevator လည်းသုံးတယ် lift လည်းဘာလို့လဲသုံးတယ်ဆို US နဲ့ UK ဘောနော်နှစ်နိုင်ငံ he can lift that heavy box အဲ့ဒီလေးလံနဲ့တက်တာကို he can lift သူဘာလို့နိုင်လဲ I can hold you I can HOLD hold ကဘာလဲအဓိပ္ပာယ်ကိုင်းဒီကျင်းပါသည်ချီးသည်အဲ့လိုပြောလို့ရတယ် I can hold you ငါမင်းကိုချီးနိုင်တယ်မပြည့်ပြတ်တာချလိုက်နော်ဒါဘာစွမ်းရည်တွေပဲလဲကာယစွမ်းရည် Number 3 to express ပေါ်ပြရတယ်သုံးရလဲ can ကိုသုံးလို့ရတယ်သုံးကြဘာပေါ်ပြမှာလဲ an acquire skill acquire ဆိုတာသင်ယူတက်မြောက်ထားသော acquire ဆိုတာဘာလဲသင်ယူတက်မြောက်ထားသော skill ဆိုတာဘာလဲစွမ်းရည် not to express and acquire skill ဆိုတာသင်ယူတက်မြောက်ထားတဲ့စွမ်းရည်ကိုပေါ်ပြရတယ်ခံလို့သုံးနိုင်တယ်ကြောက်ယောက်ျားလေးတွေဟုတ်ပြီနော်မင်းတို့တွေပါလေဂီတာတီးသင်တယ်ဆိုရင်သင်တက်သွားရင်မဟုတ်ဘူးလားအဲ့တော့ I ကြောင့်ပြောရင်ပါလေဒါသင်တက်မြောက်ထားတဲ့စွမ်းရည်အကြောင်းပြန်ပြောမှာပဲအဲ့တော့ I can play the guitar ဂီတာဘာလို့တက်လဲဒီတက်တယ် without strings ကျိုးမရှိတဲ့ဂီတာကဘာလို့တက်လဲဒီတက်တယ်ဟုတ်ပြီနော်ဒါမျိုးတွေအမ I can speak Japanese ဂျပန်ဘာသာစကားဘာလို့တက်လဲတော့တက်တယ်ဟုတ်ပြီနော် I can speak Korean ပေါ့နော်ငါကိုရီးယားစကားဘာလို့တက်လဲပြောတတ်တယ်ဆိုတဲ့အခါမှာဥမာပါလဲနော်ညာစီယောတော့ဟုတ်တယ်မလားနော်မထိုင်းဘာသာစကားဆိုရင်လည်းဘာပဲလဲစပချီခါတဲ့ဟုတ်လားမိုင်ဆွန်ခါရှမ်းဟုတ်ပြီနော်စပချီခါကဘာလဲဒါတွေပြီးသင်ယူတော့တက်မြောက်တာမဟုတ်ဘူးလားအဲ့လိုခြေနေမျိုးမှာငါTV တွေဘာလို့တက်လဲဖြတ်တက်တယ်ဖုန်းတွေဖြတ်တက်ဒါလည်းအခုဘာလို့တက်လာလဲဆက်ပစ္စည်းတွေဘာလို့တက်လဲဖြတ်တက်တယ်ဒါချက်ပေါ့နော်ဒါသင်ထားလို့ဖြတ်တက်တာမဟုတ်ဘူးလားဟုတ်ပါဘူးအဲ့လိုခြေနေမျိုးဒါကိုပွားသွားနော်ပွားသွားမှာဒီတစ်မျိုးနဲ့သွားထင်မြင်စားလို့မရဘူးနော်အဲ့ဒါမာလာကံပလေးဂီတတူရိယပစ္စည်းတွေရဲ့ရှေ့မှာဘာတွေရဲ့ရှေ့မှာဂီတတူရိယပစ္စည်းတွေရဲ့ရှေ့မှာအာဒီကဲတဲ့အမြဲတွဲသုံးရတယ်စကားပြောရေးနားလည်လားမသိဘူးဂီတတူရိယပစ္စည်းရဲ့ရှေ့မှာအာဒီကဲတဲ့အမြဲဘာလို့လဲတွဲသုံးရတယ်နော်ဟုတ်ပြီမာလာ can play the guitar very well မာလာကဂီတာကိုကျွမ်းကျင်ဘာလို့တက်လဲပြီးတတ်တယ်ရောပြီးတော့နံပါတ်4 to express ပေါ်ပြရတယ် possibility ဆိုတာလေဖြစ်နိုင်သည်အရာနော်အလားဒါမျိုးတွေကိုသုံးပါတယ်သူတည်းဗျာနော်ဖြစ်နိုင်သည်ရှိတဲ့အရာတွေကိုပေါ်ပြရတယ်ကံပေါ်ပြရတယ်မစ္စာကျိုးသားရင်မလုပ်လဲဆာမအောင်နိုင်တယ်ဒါဖြစ်နိုင်သည်ပေါ့ဟုတ်ပြီနော်ဒါဖြစ်နိုင်သည်အရာဟုတ်ပြီနော်မင်းကိုနဲ့မတည့်တဲ့စားစာကိုမင်းစားလိုက်မယ်ဆိုဘာဖြစ်မလဲဘိုက်အောင်ပါပဲဒါဖြစ်နိုင်လဲပါလေအလားယောက်ျားပုံမှန်လေးလာကြည့်အောင် I am sure သိကြပါတယ် solution ကနောင်တော့နောက်ကနောင်ထက်တယ်ဗာလိခံပြီ2ဟုတ်ပြီနော် key တော့နောက်ကနောင်လုံးခံပါဗာထက်ပြီ2နော် key 2ဗာလဲ happiness unit 2ရဲ့ခေါင်းစဉ်လေဟုတ်လား key 2 happiness အဲ့ဒါ solution တော့လည်းနောက်မှာနောင်လုံးထက်တယ်မယ်ဆိုဗာလိခံပြီ2အဲ့ဒါ the solution ကဗာလဲအဖြစ် to the problem ပြဿနာရဲ့ဒီမှာ moral back ကနောက်ကကျဗာလိုက်တာလေ B plus battery လိုက်တာဘာ voice လဲ passive voice တဲ့အတွက်ဒီ subject ကိုဗာလေးနဲ့ပြန်မေးကိုဟုတ်ပြီနော်ပြဿနာအတွက်ဒါပြဿနာရဲ့အဖြစ်ကို can be formed ရှာပြနိုင်တယ်ဆိုတာ I'm sure သိကြပါဆိုတဲ့အိဗယ်ကဘလို့ပြဿနာမျိုးပဲဖြစ်သူ့မှာပါရှိတယ်အဖြစ်ရှိတယ်ဒါပေမဲ့အဖြစ်ကမှန်ကန်မှုတော့လိုတာเนาะအဲ့ဒါဒီကောင်းကြီးပါလဲ possibility ကိုဘာလို့တာလဲပြတာအဲ့ဒါတော့ကျတော့ can ကိုဒီလေးချက်ကလေးဘာလို့တာလဲမှတ်သားမယ်ဒီချက်က to explore like to explore and give permission to explore and give permission
got to express physical ability. To express physical ability. 3 got to express and acquire skill. To express and acquire skill. 4 got to express possibility. To express possibility. ဒီတက်လေးကိုကျွန်တော်တို့လေဒါမှတ်သားထားရင်ဒါသုံးလို့ရပါဘူး။ရောက်ပြီးတော့ဒီပြည့်ကံကိုတဲ့နော်အစွမ်းစွမ်းရည်စွမ်းပတတက်နိုင်စွမ်းတက်ကြွမှုရေချင်းနဲ့လောကစွမ်းစာရီတို့ကိုပေါ်ရရပြီကောင်းပြီ။ဘာပြောပါဦးကံကိုစွမ်းစွမ်းရည်စွမ်းပတတက်နိုင်စွမ်းတက်ကြွမှုရေချင်းနဲ့လောကစွမ်းစာရီတို့ကိုပေါ်ရရပြီကောင်းပြီ။ရောက်ပါပြီဒါဆိုရင်ဒါကံပိုင်းပြီးတော့တော့ဘယ်ပိုင်းသွားမလဲ should ဘယ်လိုသွားမလဲ should ကိုတဲ့ issue ဘာလို့ပါသည်should ကြတော့ဘယ်နဲ့ချက်ပဲလဲကံကဘယ်နဲ့ချက်လဲဒါ should ကဘယ်မှာချက်ကနော် one we think ငါတို့ထင်တဲ့အခါဒါဝင်လေတွေးတဲ့အခါ when we think ငါတို့ထင်တဲ့အခါဒီအရှင်းတော့ဘာကလွတ်ဆောင်မှုပါis necessary တော့ဗါလေလိုအပ်တော့ necessary တော့ဘာဖြစ်တော့လိုအပ်တော့ဟုတ်ပြီနော် is နဲ့ဘာလဲဗါလေလိုအပ်တယ်နော်ဒီအရှိ is necessary လောက်ဆောင်မှုကလိုအပ်တယ်လို့ငါတို့ထင်တဲ့အခါအော်ဒါမှမဟုတ် it တပိုင်းနဲ့တော့ပဲဒီအရှိရဲ့နာသားပဲ it ၎င်းကတော့ဘာကလဲအဲ့ဒီလောက်ဆောင်မှုက is ဖြစ်တယ်လို့ငါတို့ထင်တဲ့အခါကဲဒီလောက်ဆောင်မှုကဘာဖြစ်တယ်လို့မင်းတို့ထင်လိုက်တာလဲ effect တော့အမှန်တရား effect တော့ဗာလဲအမှန်တရားလောက်ဆောင်မှုကအမှန်တရားဖြစ်တယ်လို့ငါတို့ထင်တဲ့အခါပြောကြပါလေလောက်ဆောင်မှုကလိုအပ်တယ်လို့ငါတို့ထင်တဲ့အခါဒုတိယချက်ကလောက်ဆောင်မှုကအမှန်တရားဖြစ်တယ်လို့ငါတို့ထင်တဲ့အခါshould when we think should is you when we think the action is necessary or it is a fact ဟုတ်ပြီနော်လောက်ဆောင်မှာ the action is necessary လောက်ဆောင်မှာလိုအပ်တယ်လို့ when we think ငါတို့ထင်လိုက်တယ်ဆိုရင်လည်းဘာပဲတော့ should ဟုတ်မို့လေ the action is a fact လောက်ဆောင်မှုကအမှန်တရားဖြစ်တယ်လို့ထင်လိုက်ရင်လည်းဘာပဲတော့ should ပဲတော့ဥမာလေးလာကြည့်အောင်ဒါမောင်ပြောလိုက်တယ်ပေါ့နော်ဒီနေ့မှာကြက်တဲ့လူပြောလို့မရဘူးလားရပါတယ်ဟောပြော I never eat breakfast I never eat breakfast အလုံးဝဘာမစားဘူးနည်းနည်းမစားဘူးအဘယ်လုံးဝမှနည်းနည်းစားမစားဘူးနည်းနည်းစားမစားတာကောင်းလားမကောင်းဘူးလားကောင်းပါဘူးဒီဘက်တို့လေမမြင်ရတဲ့ကောင်းလို့ဟုတ်လားဘောဟုတ်ပြီနော်အဲ့ဒါဆူဆူကပြန်ပြေးတယ် you should eat တာနင်ဘာလို့သိလဲစားတယ် breakfast တော့ဗာလဲနနက်စားနင်နနက်စားတယ် complete with တယ်ဒီမှာ complete ကဘာနဲ့သုံးတာလဲ complete with က adjective အနေနဲ့သုံးတာပါเนาะအစုံလင်ပါတော့လို့ပြောရတယ် complete with ကဗာလဲအစုံလင်ပါတော့ brain food ဆိုဗာလဲအုံနောက်ကိုအာဟာရဖြစ်စေတဲ့အစားအစာအစုံလင်ပါတဲ့နနက်စာကိုနင်ဘာလို့သိလဲစားတယ် like ဆိုပါလေ low preposition နဲ့သုံးတာပါ like ကဘတ်နဲ့သုံးတာပေါ့နော် like က preposition ဝိဘတ်နဲ့လည်းသုံးတယ်နောက်တစ်မျိုးဘာနဲ့သုံးလဲ verb နဲ့လည်းသုံးတယ်နောက်တစ်မျိုး adjective နဲ့လည်းသုံးတယ်ပေါ့နော်ဒါသုံးမျိုးလောက်တော့သိထားအောင် like ဆိုကဲတူတောင်းပါလေ low whole grain ကပါလေအစေးစမ်းတယ်အားလုံးနောက် diary ဆိုပါလေ no twelve အားလုံး fruit ဆိုပါလေနော်အစေးစံနေအားလုံးနိုးထွက်ပစ္စည်းတွေဒါမှမဟုတ်ပစ္စည်းတွေနိုးအုံနောက်ကိုဝေပြောစေတဲ့စားစာဆုံးနေပါတယ်မျက်စာမျက်စာတင်တယ်ဒါဘာလို့လိုက်တာပဲကြံပေးလိုက်တယ်ဟုတ်တယ်အကြံပေးလိုက်တာเนาะ the action is necessary လို့ဆိုတော့လိုအပ်တယ်လို့ဒါထင်လိုက်တယ်ဆိုတဲ့သဘောနဲ့သွားကိုက်နေပါတယ်ရလားမသိဘူးဟုတ်နော်နံပါတ်1က to express ဖော်ပြရ obligation တော့ဗါလေတာဝန်တရား obligation တော့ဗါလေတာဝန်တရားတာဝန်တရားကိုဖော်ပြရတယ်လည်းဘာပဲတော့ should ဟုတ် advisability ဆိုဗါလေအကြံဉာဏ်ပေးတာ
advisability ဆိုတာဘာလဲကြံကြံပေးတာကိုတင်ရင်ကိုကြံကြံပေးတယ်ဟုတ်ပြီနော်you should study your lessons မင်းဘာလို့သင်လဲစာချက်သင်လေတော်လာပြီနော်နောက်မှဆောင်းလဲပြောတာတော့မလုံးနဲ့နော်ကြားတော့တပည့်တွေကမိကုန်းတစ်ခုမေးလိုက်မြန်လဲပါလဲမမှန်ဘူးနော် obligation and advisability တော့ obligation တော့တာဝန်ဝတ္တရား advisability တော့ဗာလဲကြံဉာဏ်ဟုတ်ပြီနော်တာဝန်တရားနှစ်အကြံဉာဏ်ဟိုပေါ်ပြရတယ်ဘာဝင်တော့ရှုပ်လို့ဥမိုင်လေးလာကြည့်အောင် you should get up you should get up နေအဲ့ရထားတဲ့ you should get up ပါလီ you should get up ပါလီနေအဲ့ရဆောဆောထားတဲ့ to study စာချက်ဖို့ for your exam စာမေးပွဲအတွက်စာချက်ဖို့ဒီတွေ့လိုက်ရင်မလားနော် to study for your exam စာမေးပွဲအတွက်စာချက်ဖို့ဟုတ်ပြီနော်နေဆောဆောဘာလို့တင်လဲအဲ့ရထားတယ်ဒါဘာလိုက်တာလဲ advisability ဆိုတာဘာလိုက်တာလဲobligation တာဝန်တရားလားဘယ်ဥကြံကြံပေးတာဒါ obligation မဆုံးနော်ဒါတို့ပြောတာဒီဆက်နေမဲ့ကိုယူလာတာအခြေပဲနော်ဒါတို့ပြီးတော့ true form မှာ false လို့ပြေးလိုက်ရင်ဆရာ true လို့ပြန်ပြေးလိုက်ရအမှန်ပဲနော် inversion နေတော့နော်ဒါပေမဲ့ inversion grammar လောက်မှာပဲတော့နော် not only but also မှာ inversion pattern ကြီးအဲ့လောက်မှာပဲတော့ကြားလာနော်ဒီမှာတော့မတော့နဲ့လား you version simple version နေနော် you လေးပဲတော့ဟုတ်ပြီနော်ဒါကိုယ့်ရဲ့သူများတကအမြဲတမ်းအဲ့လိုတော့ပြောနေလို့ရမလား you no you should get a file to study for your exam ဒီစာမွေးအတွက်နော်စာချက်ဖို့ဆိုတော့အဲ့ရထားသိနေတာဒါကိုယ့်ရဲ့ပါတယ်တာဝန်တရားပဲကျောင်းသားကျောင်းသူဒီမှာလဲကျောင်းသားကျောင်းသူတာဝန်တရားရှိလားရှိပါတယ်မိဘတွေမှာလည်းမိဘတွေတာဝန်တရားရှိလားရှိတာပါဆရာဆရာမတွေမှာလည်းဆရာဆရာမတွေတာဝန်တရားရှိတယ်ရှိတာပဲလူတိုင်းမှာသူ့ရဲ့ကိုယ်စီပါရှိပြီးသားတာဝန်တရားတွေရှိပြီးသားကြည်သွားတဲ့လူကတော့သိပြဿနာမရှိဘူးเนาะမကြည်တဲ့လူကတော့လောကကြီးကနေပါလဲကြည်အောင်လက်ဆောင်တွေပေးလိုက်လိမ့်မယ်เนาะလောကမဲ့ရတယ်เนาะဒါပေမဲ့ဒီဟာ you should ဒါပေမဲ့3ဒါเนาะ moral bad ရဲ့နောက်မှာကျတော့ active verb form တွေပါပဲလိုက်ပြီ by infinitive you should work hard တာမင်းဘာလို့သိလဲစာကြိုးစားသိတယ် you should work hard မင်းဘာလို့သိလဲစာကြိုးစားသိတယ် if you want to that change if you want to get မင်းဘာလို့ကျင်လဲဆိုလဲလာကျင်တယ်ဆိုရင်ဟုတ်ပြီနော် if you want to get မင်းရတယ်ဆိုရင်ဒါမှထွက်ချင်တယ်ဆိုရင် destination ဆိုတာဂုဏ်တူးတွေနော်မင်းတို့ကန်တူးတွေပေါ့နော် if you want to get destination ဆိုတာဂုဏ်တူးတွေထွက်ချင်တယ်ဆိုရင် you should work hard မင်းဘာလို့သိလဲစာကြိုးစားနေစာကြိုးစားသိတယ်တော့ဗာလဲ advisability ဟာလဲကျန်ပေးခြင်းပေါ့ဟုတ်ပြီနော်မင်းနောက်တစ်နှစ်တက်ခြင်းဘာမလုပ်နဲ့ဘာမလုပ်တာနဲ့ဒါလည်းဗာပေးလိုက်တာပဲကျန်ပေးတာနော်ဆောင်းမ2မျိုးပဲကျန်နော် pass or fail join ကတ်တယ် PSS pass ကလည်း4လုံးပဲ FAIL fail ကလည်းဗာပဲလေ4လုံးပဲဟုတ်ပြီနော်ကဲထားကဲဒါဆိုရင်ကျတော့ should ကိုချက်ပဲချက်နဲ့ပဲသုံးမလဲ2ချက်ပထမချက်က what do we think the action is necessary or no what do we think it is a fact ဒီချက်က to express obligation and advisability ရောက်ပြီကဲဒီသတိပြုချက်လေးကအခြေအနေပြဝါကြကဏ္ဍများဟောပြတဲ့ဝါကြကဏ္ဍတွေလေအခြေအနေပြဝါကြကဏ္ဍများသူကအခြေအနေတို့လက်ရှိအနေထားတို့ပြတဲ့ဝါကြတော့ဘာ clause တွေပဲလေ if clause တွေဘာ clause တွေပဲလေ if clause ဒါအခြေအနေဒါမှပါလေလက်ရှိအနေထားကိုပြတဲ့ဝါကြတွေเนาะအဲ့ဒါเนาะအခြေအနေပြဝါကြကဏ္ဍများလက်ရှိအနေထားပြဝါကြကဏ္ဍများတွင်သူရချက်ကပါလေမှန်ကန်မှုမရှိနိုင်တော့ရေးကြည့်တဲ့ချက်ပဲเนาะမှန်ကန်မှုမရှိနိုင်တော့စိတ်မှန်းသက်သက်အထင်သက်သက်ဟုတ်ပြီเนาะကိုယ်စိတ်နဲ့ထင်လိုက်တာတွေဟုတ်ပြီเนาะကိုယ့်ရဲ့စိတ်ကနေမှန်းလိုက်တဲ့အရာတွေဒါတွေဖြစ်ချင်လည်းဖြစ်မယ်ရွေးချင်လည်းမဖြစ်ဘူးဟုတ်ပြီเนาะ तू ကငါနဲ့စကားပြောနေကမသိအဆင်မပြေဘူးစကားပြောပေါက်ကဟုတ်ပြီเนาะကိုယ်စိတ်ကထင်လိုက် तू ငါပေါ့မှာဘာမကျင်တဲ့ဆရာတွေရှိနေတာလေဒါကိုယ့်ရဲ့ဗာလဲထင်မြင်စားချက်ကိုယ့်ရဲ့စိတ်မှန်းပေါ့အဲ့လိုလည်းဖြစ်နေလည်းဖြစ်မှာမဖြစ် तू မှလည်း तू အကြောင်းမရှိဘူးလားရှိရင်လည်းရှိမှာပဲဟုတ်ပြီเนาะစသဖြင့်ပေါ့
စားသည့်တို့ကိုဘာလို့ရန်ဖော်ပြရန်ဘာလို့သုံးလဲ if it should rain မိုးရွာရင်ဟုတ်ပြီနော်ဘာလို့ရင်မိုးရွာရင် they will not come သူတို့မလာဘူးဒါဆို if it should rain တော့ဘာပြလာလဲအခြေအနေဟုတ်ပြီနော်အခြေအနေပြတဲ့အခါမှာဘယ်လိုအခြေအနေမျိုးဖြစ်ကြမလဲစိတ်မှန်သက်သက်အထင်သက်သက်ဒါပေမဲ့တို့မိုးရွာရွာနေဘူးဘာဒါရက်တော့ဘာလို့မှာပဲလဲဟုတ်လာမလာသူပိုင်ကိုပိုင်ပါလေသူလာမလာကိုကဘာလို့ရမှာတက်တယ်နော်ဒါလို့ရပြီမမေဘူးနော်အဲ့လိုချင်းနေပြီနော် if it should rain မိုးရွာရင် they will not come သူတို့ they will not come to me သူတို့ငါရှိပါလေမလာဘူးနောက်တစ်ခုက if he should see me here သူငါကိုဒီနေရာမှာမြင်ရင်သူငါကိုဒီနေရာမှာမြင်ရင် if he should see me here သူငါကိုဒီနေရာမှာမြင်ရင် he will be annoyed what about ကတော့ be blessed ပတ်ပြီးလိုက်တာဘာ voice specific သူကိုစိတ်နှောက်ယှက်ဖြစ်စေတယ်သူငါ့ကိုဒီနေရာမှာမြင်လိုက်မယ်ဆိုရင်သူစိတ်နှောက်ယှက်ဖြစ်သွားလိမ့်မယ်ဒါလည်းပါပဲလေစိတ်မှန်သက်သက်အထင်သက်သက်ဘုံခေါ်ပြရင်အထင်နေပြဝါကြတယ်မှာဘာပဲသုံးပြီ should ကိုပဲသုံးပြီဒါပြီနောက်တစ်ချက်ကတာဝန်ဝတ္တရားအလော့အတိစိတ်အတိတရားအလော့တာဝန်ဝတ္တရားအလော့အတိစိတ်အတိတရားသာရီတို့ကိုမရရဲ့ကျွတ်တို့လောဝါတော်ဒီတော်မျိုးဒီဒါဥမာလေးကကြည့်အောင် we should obey တာငါတို့လိုက်နာတဲ့နာခံတဲ့ the laws ဆိုတာတွေကိုဥပဒေတွေကို we should obey the laws ငါတို့ဥပဒေကိုလေးစားလိုက်နာတဲ့လိုက်နာတဲ့လားလဲပါရဲ့တောင်းဝန်တရားတွေဒါပေမဲ့အတိစိတ်အတိတရားတွေမဟုတ်ဘူးလားမှန်ပါပါဒီလိုက်နိုင်နာလေမျက်မနိုင်မျိုးဘာလို့မှာပဲလဲဒီပေးပါဟုတ်ပြီနော်အဲ့တော့ we should obey the laws ငါတို့ဥပဒေကိုဘာလို့သိလဲလိုက်နာသိတယ်တောင်းဝန်တရားလည်းပြောလို့ရလားရလားအတိတရားလည်းပြောလို့ရလားရလားအတိစိတ်လည်းပြောလို့ရလားရလားဟုတ်ပြီနော် you should keep your promise အဲ့မှာတော့စကားဆုလာလေးမှတ်တာ greedy ရေပေါ့ greedy ဟုတ်ပြီနော်keep your promise ဘာလို့ပါ greedy ပါမောင်တိုင်းတိုက်နေချိန်ကြတော့ဘာလို့လဲ greedy ပေးတာနော်ဟောဖြစ်တယ်တရားဖြစ်တယ်လေပြီလေညင်းလဲလာဟောပါလဲ keep ကနေဘာလို့ပြောလဲ break keep ကနေဘာပြောတာလဲ break ဒီအရေးက break your promise greedy ကိုချိုးဖောက်တယ်ဆိုပါလေ greedy ဖြတ်လိုက်တာဟုတ်ပြီနော်အဲ့တော့ keep your promise ဒါလူတွေက greedy တဲ့အခါမှာဘာဖြစ်လဲဂရိတီကလွယ်မြတ်တစ်ပင်စေဘဝင်နော်ဂရိတီတဲ့လူတွေရဲ့လှုပ်ဆောင်မှုကဒီလွယ်မြတ်တစ်ပင်ဆိုဒီအပင်လေးတစ်ပင်နှုတ်ပြီးတိုက်ကြည့်လိုက်အဲ့ပျောက်သွားတာရောဘာမှတော့မဆိုင်ဘူးနော်မဆိုင်ဘူးဘာဖြစ်သွားလဲပျောက်သွားတယ်အဲ့တော့ဂတိတစ်လုံးကလူရလို့ဖြစ်လာအရေးကြီးတော့ပဲဟုတ်ပြီနော်ဟောဂရိပေးတယ်ပေါ့မိဘတွေရောဆရာရှင်မတွေရောကိုပေါင်းသေးတယ်မအောင်ပေးတယ်ပါလေ software ဂရိဆိုတော့ဘယ်လိုမှမယုံပါဘူးရှင်းတယ်နော်အဲ့တော့တစ်ခါနှစ်ခါသုံးခါလေးကြာလဲကြာရောကိုရှိတယ်လို့တော့မဖြစ်တော့ဘူးတဲ့မဖြစ်တော့ဘူးနော်ကဲဒါလည်း you should keep your promise မင်းဘာလို့တင်လဲဒီနေတာဘာပဲလဲလားအတိစိတ်အတိတရားပဲဟုတ်ပြီနော်ကိုမိဘကိုဖြီးလာအဆောင်ကနေထွက်လာတယ်နော်ယောက်ျားလေးဆိုပါလေပစိုးလေးဆွဲပြေးသွားတယ်ဂုံတူးပါလေဥအောင်ခံဟုတ်ပြီနော်ဂုံတူးမြောက်သားလေးထွက်လာတာဂုံတူးပါလေနောက်ကဥအောင်ခံအောင်စီတဲ့တော်တော့ပုံနေအောင်ပြန်ကြက်ပေါ်တက်အောင်စီတော့မညာကြပုံနေတာနော်မိဘတွေကမြင်နေအောင်လားကြည်လွဲတွေပြောအထုပ်ပိုးတွေနဲ့စားကြတောက်ကြလက်ထက်ကလက်မြင်လိုက်ရုံမုန်းကြတဲ့လူရှိတယ်ဂုံတူးပဲနော်ဒါပြန်မှဆောင်းဝဲပြည့်ဆို3နာရီမှာ1နာရီခွဲပြည့်ပြီလို့ဘာလို့ရပြီလဲထွက်လို့ရတယ်မေးတယ်မိဘတွေနော်1နာရီခွဲနဲ့ဖြည့်ပြီးထွက်လာတဲ့ကျောင်းသားကျောင်းသူတွေသားသမီးမိကုန်းကြာလွယ်လွယ်လေးအန်တီလွယ်လွယ်လေးဦးရေဒုက္ခပဲမိဘတွေလည်းဘာမလုပ်လဲမတွေးတာလွယ်တယ်ဆိုသူဘာလို့3နာရီမိကုန်းအဲ့တော့1နာရီခွဲနဲ့ဖြည့်လို့မရဘူးဘယ်ဘာသာမှမဖြည့်သူလွန်းကျွန်းအချိန်လေးပို့ပေးတာ9မိနစ်10မိနစ်ပဲအဲ့9မိနစ်10မိနစ်ဘာလို့ပို့လဲပြန်စစ်ဖို့ရှင်းတယ်နော်ဒါမိကုန်းရဲ့တည်ဆောင်မှုဘာမှလည်းတွဲပါလဲဖြည့်ကြည့်ပြီးသားအချိန်ဘယ်လောက်ကြာမလဲလက်ရည်3မှု3စားနဲ့သွားတာနော်ပြလက်ရည်ရက်နေလက်ရည်တော့လာတယ်ဒါပေမဲ့ဖြည့်ဆိုရမယ်9ပုတ်မှာ9ပုတ်တို့ရပြီမဲ့2ပုတ်ခွဲလောက်ပဲပြီးတယ်2ပုတ်ခွဲသာအမှတ်ပဲရမှာအဲ့လိုပဲနားလည်နော်ကြောက်ကြနောက်တစ်ခုက
cheering တာဘာတွေကကလေးတွေက listen တဲ့ဘယ်တော့ဘာလိုက်ပြီ to ဘာမှမထည့်ဘူးဆိုတော့တူထည့်ကြမလို့နားထောင်စမ်း listen ငါပြောတဲ့စကားကိုနားထောင် listen to me ငါပြောတဲ့စကားကိုဒီဒီဇိုင်းနားထောင် listen to me carefully ဟုတ်ပြီနော်ဒါ2အထိပ္ပယ်တော့မရှိဘူးနော် carefully listen to me carefully children should listen to their parents ကလေးတွေကမိဘတွေရဲ့စကားကိုဘာလို့သိလဲ သူရဲ့ဘာပဲလဲတောင်းဝတရားနော် students should listen to their teachers at school ကျောင်းမှာကလေးတွေကျောင်းသားကျောင်းသူတွေက students should listen to their teachers at school ကျောင်းမှာကလေးတွေကဆရာဆရာမစကားကိုဘာလို့သိလဲဆရာဆရာမမင်းတို့ဒုက္ခရောက်အောင်မလုပ်ဘူးနော်အစင်ဘိမ့်မဲ့တက်တယ်ကဲဒါဆိုရင်ဒါချွတ်လောက်ကတော့မလုပ်ပြီလေဒီလောက်လေးလေးလာထားရင်ဖောလို့ရတော့ပါပြီနော်နောက်တစ်နေ့အတွက်ဟုတ်တယ်လေနောက်တစ်နေ့အတွက်တော့ပြီနောက်တော့ပါလေ mask is used mask ကိုဘာလို့ပါသေးလို့ပါသေးဘာကြောင့်ကျတော့ MUST mask ဆိုတဲ့ subject ကိုအဆုံးသတ်လိုက်တော့ဆရာဂိုလေးနဲ့ဘာကြောင့်ပိတ်လိုက်တာလဲနံပါတ်ထား subject ကိုအဆုံးသတ်ခြင်းဘာပဲလမ်းကြည့် verb ကိုပဲလမ်းကြည့်သူကဘာဖောင်သုံးတာလဲ mask ဘာဖောင်သုံးရင် go အဲ့တော့ mask ကို issue ဘာလို့ပါသေးလို့ပါသေးဒီကပါလေ to talk about အကြောင်းပြောရတယ် to talk about အကြောင်းပြောရတယ် necessity ဆိုပါလိုအပ်မှုလိုအပ်ချက်ဟာလား necessity တော့ပါလေလိုအပ်ချက်အကြောင်းပြောရတယ်ဘာလို့သုံးပြောရလဲ must နောက်တစ်ချက်က obligation တော့ပါလေတာဝန်တရား obligation တော့ပါလေတာဝန်တရားဒါကြတော့ must ကို issue ဘာလို့ပါသေးသုံးလို့ပါသေး talk about အကြောင်းပြောရတယ်ဘာအကြောင်းပြောရတယ် necessity လို့ခေါ်တယ်ပါလေလိုအပ်ချက်လိုအပ်မှုနောက်တစ်ချက်ကပါလေ obligation တော့ပါလေတာဝန်တရားဟုတ်တယ်လိုအပ်ချက်နဲ့တာဝန်တရားအကြောင်းပြောကြရတယ် must ကို you must arrive ဒီရောက်ကိုရောက်ရမယ်လိုအပ်ချက်ပဲတာဝန်နဲ့တာဝန်တရားပဲ2 hours သူရဲ့နောင်လည်းနောင်သေးအများကြီးအဲ့တော့ hours မှာမထက်တာကြီးဖြစ်လေနော် you must arrive 2 hours မင်းနှစ်နာရီထိုးမှာရောက်ဖို့ရောက်ရမယ် before ဒီမှာဘာနဲ့သုံးတာနောက်က before နောက်ဘာလဲကြတယ် your flight တာပါလေ noun phrase နားလည်နော် before နောက်က noun phrase လိုက်တာအဲ့ဒီ before ကပါသုံးတော့ preposition သုံးတော့တော်လိုက်တာ before your flight တော့ဘာမလုပ်ခင်မင်းလေးမထွက်ခင် flight မှာ f ပြောလိုက် airline ကြီး light တာပါလေလင်းအောင်ပလင်းထောင်နော်ကဲ before your flight မင်းလေးမြန်မထွက်ခင်တစ်နာရီထိုးမှာမင်းရောက်ကိုရောက်အောင်မင်းနောက်ကြပါဘူးမင်းတစ်နာရီခွဲမှရောက်တယ်ဆိုမင်းနေခဲ့လိုက်တော့မင်းခေါ်မတော့အဲ့ဒီမှာကြောင်းမှာ ticket ကြီးရှိတယ်လေအဲ့ ticket ကြီးရှိတယ်လေအများအောင်လို့ဟိုမှာသူတို့ဘာလို့ရှိလဲစစ်ဆေးရမယ်စိတ်ပိုင်းကြီးအများကြီးရှိတယ်ဟုတ်ပြီနော်ဒါသူတို့လည်းနလန်ကြားသွားမှာမလားနလန်ကြားမှာဗာလဲဂျပန်နိုင်ငံမှာ idolification လုပ်တယ်ဟုတ်လားနော် idolification ဟိုတိုင်း vacancy ဟုတ်ပြီနော်ရုပ်နိုင်ငံမှာလည်းခေါ်နေရနော်ဥရှိကုမ္ပဏီမှာနော်ဥရှိဖို့ပြောပါပြီကြည်တွက်ကြတာနဲ့ရတယ်မလက်ခံနေပြီနော်ပြောပါပြီနောက်ဒီနေ့ကပါလဲ to talk about အကြောင်းပြောရတယ်ဘာအကြောင်းပြောရလဲ negative consequence negative တပါလဲ negative ဆိုတော့အငြင်းဒီမှာအနှုတ်တို့တော့မသုံးနဲ့လေဒါတရားသုံးနေတာမှန်ပါတယ်နော် negative ဆိုပါလဲအငြင်းအနှုတ်ဟုတ်တယ်မလားအပေါင်းနော်ဒီမှာတော့ဗာလဲ negative ဆိုပါလဲမကောင်းတော့အမလေးဆိုးတော့နော် consequence ဆိုပါလဲအကျိုးဆက်နော်မကောင်းတဲ့အကျိုးဆက်အကြောင်းပြောကြရမှာလဲဘာလို့သုံးလဲ must ရလားမသိဘူး must ကိုကြောင့်ဒုတိယချက်ကဘယ်နေမှာသုံးလဲမကောင်းတဲ့အကျိုးဆက်အကြောင်းပြောကြရမှာလဲဘာလို့သုံး must အဲ့ဒါမျိုးမကမှာနော်ဒီချက်တွေရတာကဲဥပမာလေးလိုက်ကြည့်အောင် you must nourish ဆိုပါလေအာဟာရဖြစ်စေနော်အာဟာရဖြစ်စေ you must nourish ဘာလဲအာဟာရဖြစ်စေရပါမယ်ဟုတ်မယ်အားအင်ပြေဝစေရပါမယ် yourself တော့ဗာလဲသင်ပါတာသင်ကိုယ်တိုင်အားရင်ပြေဝရပါမယ်
emotionally တော့ဗါလေစိတ်ခံစားမှုဆိုင်ရာစိတ်ခံစားမှုဆိုင်ရာမလဲဘာဖြစ်နေရမလဲအားရင်ပြေဝနေရမယ်ကောင်းမှုနေရမယ်နော်စိတ်ခံစားမှုဘိုင်းဆိုင်ရာမှာလဲကောင်းမှုနေရမယ် as well as ဆိုပါလေရော physically တော့ဗါလေ your body နော်じゃလူတယောက်မှာ emotional ဘာဖြစ်နော် physical နောက်တော့ mental ဆိုတော့အပိုင်း၃ပိုင်းရှိပါတယ်ချို့ကြတော့ physical ဘိုင်းမှာမလုပ်လဲကျမ်းမာတော့ဒီကခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာမလုပ်လဲကျမ်းမာ emotional လို့ခေါ်တဲ့ emotion လို့ခေါ်တယ်ဗါလေစိတ်ခံစားမှုပိုင်းမှာဒီကလေးကမကျမ်းမာဘူးဘာဖြစ်လို့သူများကောင်းတာလေးတွေစားရတယ်ကောင်းတာလေးတွေဝတ်တယ်သူများအမှတ်ကောင်းနေတယ်ဒါမှဖြစ်တဲ့ကောင် reset ထွက်လာတာမနာလို့ဖြစ်တာဒါပဲအဲကျောင်းသားကျောင်းတို့က emotion ဘိုင်းမှာလုံးဝ face ဖြစ်နေကြာတယ်ဒါဆိုအဲ့လိုကြာတော့အဲ့ကလေးကိုမြန်ပြန်ကုအဲ့ဘိုင်းကုရင်ကုမကုရင်အဲ့ကလေးကသွားပြီကိုပြက်စီးသွားတယ်နော်တချို့ကသူများအားကြပြီဘာလို့လဲကိုကောင်းအောင်လုပ်တယ်တချို့ကသူများအားကြသွားပြီဆိုဘာလို့လဲအဲ့အားကြတဲ့လူလိုက်ဖြက်စီးတာအမှန်တကယ်သူများကိုလိုက်ဖြက်နေတာသူများသူလမ်းသူသွားတာဖြစ်တဲ့အတွက်သူများမပြက်ပဲနဲ့ဘယ်သူပြက်သွားလဲကိုပြက်သွားတာကိုတက်တူးဆရာခဏလေးနော်ကြည့်အောင်ဟုတ်နော် physically ဆိုပါလေရုပ်ပိုင်းဆိုင်ရာ mentally ဆိုပါလေစိတ်ပိုင်းဆိုင်ရာနော်သင်ကဘာလဲစိတ်ခံစားမှုပိုင်းဆိုင်ရာ as well as ရောနော်ရုပ်ပိုင်းဆိုင်ရာမှာရောစိတ်ပိုင်းဆိုင်ရာမှာရောသင်ကိုယ်တိုင်အားအင်ဖြစ်နေရမယ်ကျမ်းမာနေရမယ်ဟုတ်ပြီနော်ဒါဘာလို့သူညွှန်းနေတာလဲမကောင်းတဲ့အကျိုးဆက်အကြောင်းကိုပြောကြမှာရှုပ်ကိုသုံးတာသူများဟာတွေကိုလိုက်ခံစားနေတဲ့အရာကောင်းလားကောင်းဘူးကွာလို့ရှိတာလည်းဗာလဲရောင်ရဲတင်းတင်ရဟောဒီနေ့ငါလှုပ်လှုပ်တယ်သမီးတနက်ပဲစားဖို့ပတ်စံမရတယ်တနက်ပဲစားပြောပါလေအေးစင်းနေလိုက်ဟုတ်လားဒီလားဖင်ပေးအေးလေးတာနေဟုတ်ပြီနောက်တစ်ကြရပါလေအပြက်ပြီးသိရောပါလေဟုတ်ပြီနောက်တစ်ချက်က must not ရမလား must not ဒါမှမဟုတ်ပါလေ must တဲ့နောက်မှာ not ပါလာတဲ့အခါမှာခွဲလို့လည်းရတယ်လို့ဒီလိုအတူချုံးလို့ရေးလို့လည်းရတယ် must not တော့ must ကို issue ဘာလို့ပါသည်ပါသည် to talk about အကြောင်းပြောရ must မှာကချက်ဒီပြောမှာ must used to talk about to talk about must not must is to talk about issue to talk about ဘာကြီးပဲလဲ to talk about တွေကြီးပဲเนาะရောသွားနိုင်တယ်ဒါလည်းเนาะဘာမှမနေကွက်ကိုနီးကိုဟန်နေမှတ်ပါနံပါတ်1ကဘာအကြောင်း necessity or obligation in the present တော့ပါလေလက်ရှိเนาะလက်ရှိမှာရှိတဲ့လိုအပ်ချက်တွေတာဝန်တရားတွေအကြောင်းနောက်နံပါတ်2ကဘာလဲ to talk about a negative consequence နောက်နံပါတ်3ကဘာလဲ must not ဒါမှမဟုတ် mustn't ကို issue to talk about အကြောင်းပြောရတယ်ဘာလို့လဲသုံးခု prohibition တော့ပါလေတားမြစ်ချက် prohibition တော့ပါလေတားမြစ်ချက်အမေအဲ့နေရာကိုမသွားရဘူးတားလိုက်တော့ဘာလို့လိုက်တော့ရက်လိုက်တော့တိုးမသွားနဲ့เนาะတိုးသွားရင်မှအနေဖြစ်လာတယ်ဟုတ်ပြီเนาะအဲ့ဒါ prohibition တော့ပါလေတားမြစ်ချက်เนาะတားမြစ်ချက်အကြောင်းပြောရမှာလဲဘာဝဲသုံး must ကိုပဲဟုတ်ပြီနောက်တစ်ချက်က or ဒါမှမဟုတ် something တော့ပါလေသုံးတရားအကြောင်းပြောရမှာလဲဘာလို့သုံး must not ဒါမှ mustn't ကိုပဲသုံးကဲဘလို့သုံးတရားအကြောင်းလဲ that is not allowed တာခွင့်ပြုတယ် that is not allowed တာခွင့်ပြုမထားတဲ့ဟုတ်ပြီနော်ခွင့်ပြုမထားတဲ့ something that is not allowed ခွင့်ပြုမထားတဲ့သုံးတရားအကြောင်းကိုပြောကြရမှာလဲဘာလို့သုံး must not or mustn't ကိုသုံးနားလဲနော်နောက်တစ်ခုက prohibition လို့ခေါ်တဲ့တားမြစ်ထားတဲ့အကြောင်းအရာအကြောင်းကိုတားမြစ်ထားတဲ့အရာအကြောင်းကိုပြောကြမှာလဲဘာလို့ပဲသုံး must not ဒါမှမဟုတ်လေ must နဲ့ not နဲ့ခွဲရလို့လည်းရတယ်လို့အတူချုံရလို့လည်းရတယ်ကျွန်တော်အင်္ဂလိပ်စာမှာဒါပေမဲ့အတူချုံရတဲ့ဆိုတော့ဘယ်ချိန်မှာကောင်းမလဲဆိုရင် spoken language ပေါ့နော်စကားပြောနေတဲ့အပိုင်းဆိုတော့အတူချုံရတာတော့ကောင်းလုံးပါပဲ writing ဘိုင်းမှာတော့တန်တန်ကြီးအတူချုံပါနဲ့တသူမလုပ်ရေးလုံးကြီးခွဲရေးပေါ့နော်ဘာလို့လဲအတူချုံနေဆိုတာနှစ်တန်းတွေဘာဖြစ်သွားလဲတစ်တန်း must not ဘယ်နဲ့တန်းလဲနှစ်တန်း mustn't အဲ့ဒါဘောပဲဟုတ်ပြီနော်ယထာအဲ့ဒါဥမာလေးလာကြအောင် you must not ဒါမှမဟုတ် mustn't enter the meeting room တော့ပါ the meeting room you must not enter the meeting room enter တော့ဝင်ပြီနော် you must not enter the meeting room မင်းစီဝေကနဲ့ဘာလဲမဝင်ရဘူး without permission ဘာမရပဲ
ချက်မရှိပဲ without you နေမရှိပဲ my life is not complete ငါဘဝပါလေ my life isn't complete without you ငါဘဝမင်းမရှိပါလေဟောတာနော်အဲ့ဒါဟောတာအချုပ်တာနော်အဲ့အောင်လားအစမ်းချုပ်ွက်တယ်ခဲဟုတ်တာ you must not enter the meeting room without permission မင်းခွင့်ပြုချက်မရပဲခွင့်ပြုချက်မရှိပဲခွင့်ပြုချက်မပါပဲအစည်းအဝေးကိုင်းတဲ့ကိုဘာလို့မရဘူးအဲ့ဒါပါလေ must not is used to talk about prohibition နားလည်တယ်နော် to talk about prohibition တာပါလေတားမြစ်ထားတဲ့အရာအကြောင်းကိုပြောတဲ့အခါမှာ must not ကိုဘာလို့ရလဲသုံးလို့ရတယ်ဟုတ်ပြီနောက်တစ်ချက်ပါလေခွင့်ပြုမထားတဲ့အရာနဲ့တားမြစ်ထားတဲ့အရာနဲ့ဘာပဲလဲအတူတူပါပဲပြောပါပြီနောက်ကသတိပြုရန်ဘာပြုရန်သတိပြုရန်အရေးကြီးတဲ့ highlight လေးပေးထားတာနော်ကဲနံပါတ်1ချက်ကမရှိမဖြစ်လိုအပ်ချက်ဟုတ်ပြီနော်မရှိမဖြစ်လိုအပ်ချက်တာဝန်ဝတ္တရားတာဝန်ဝတ္တရားအတိစိတ်အတိတရားစာတိလို့တော့မပြရဘူးသုံးခုရတပြောကြည့်ပါဦးမရှိမဖြစ်လိုအပ်ချက်တာဝန်ဝတ္တရားအတိစိတ်အတိတရားစာတိလို့မပြရဘူးသုံးခုရနံပါတ်2ကပုံသေးနဲ့တမတ်တာပါပဲလေအတူတူပါပဲเนาะဒါသုံးလုံးမျိုးရအောင်เนาะအဖုံးတည်တောင်းပါလေတသမတ်စိတ်တိုင်းရဲ့အချင်းကိုရပါမယ်သုံးပြရအမေကပြောတယ်မသွားနဲ့ပြောတာ I must go မသွားဟုတ်ပြီเนาะ I must go go and see I must go and see him သမီးသူ့ကိုဘာလို့ရမလဲသွားတွေ့ရမယ်ဟုတ်ပြီเนาะ my life သမီးရဲ့ဘဝကဟုတ်ပြီเนาะis not complete ဘာဖြစ်ဘူးမပြီးဆုံး without him သူမရှိပဲသွားတာပဲနောက်ပြီးလည်းပဲပြန်လာတာเนาะကလေးတို့တော်လောင်းနေပိုက်ထဲမှာနေเนาะဟုတ်လားကြောက်ပြီကဲဒါဆိုရင်ကဲဒီနေ့သွားလိုက်တဲ့ moral auxiliary spine မှာဘာလို့သွားလိုက်လဲနံပါတ်4ပါတော့မှာဗာလဲ moral ဘိုင်းမှာ can ကဲ show ရဲ့ must ရဲ့ နော်ဒီလောက်လေးလေးလာထားရင်သုံးလို့ရတော့ပါပြီနော်စာမမှာလည်းသူမေးတော့စာဝါကြလေးဘာသာပြန်ရမယ်ပြန်လာတဲ့အခါမှာ can ၄ချက်ထဲတစ်ချက်နဲ့ကညီလားဒါမှမဟုတ်လေ should နှစ်ချက်ထဲတစ်ချက်နဲ့ကညီလားဒါပေမဲ့ must နှစ်ချက်ထဲတစ်ချက်နဲ့ကညီလား must နဲ့ကညီလားဆိုပြီးအဲ့ချက်တွေပြန်ကိုပြန်ပြီးတော့ညှိရမှာပေါ့ညှိပြီးတော့ဘယ်ချက်နဲ့ကညီcan ကိုသုံးဘယ်ချက်နဲ့ကညီ should ကိုသုံးဘယ်ချက်နဲ့ကညီ must ကိုသုံးဘယ်ချက်နဲ့ကညီ must ကိုသုံးဟုတ်ပြီနော်အဲ့ဒါဒီကောင်ဖြေဖို့အတွက်ကကျောင်းသားကျောင်းသူတွေအနေနဲ့ဘာလို့လဲဆိုရင်ပင်ဝါကြောက်ဘာလို့နိုင်မှာဘာလို့ပြန်ဆိုနိုင်ပြီးမှသာဒါ can သုံးတင်လား should သုံးတင်လား must or mustn't သုံးတင်လားတော့မင်းတို့ကိုယ်တိုင်ဝေခွဲတက်ကမှာပေါ့နော်ပြန်ဝေခွဲဆက်လိုက်ဝေခွဲပြီလို့မရဘူးဒါပေမဲ့ဝေခွဲလို့ရတဲ့အကြောင်းအရာဘာလို့လိုက်ပြီလဲသင်ကြားပေးလိုက်ပြီအဲ့အတွက်အင်္ဂလိပ်စာမှာမှတ်တာဒါတီးတင်းတော့သိမယ်စာဖတ်တတ်တယ်ဆိုရင်အဲ့ကြောင်းအကြောင်းရိုက်ချမကြတော့ဘူးစာတော့အနေချင်းတော့ဘာလို့တက်ကမလဲဖတ်တက်ကမစာဖတ်တဲ့ဆရာစနစ်သစ်မှာကျင်းဆုံးသွားပြီ9မှတ်တော့ရမယ်ကြပြလေးဖို့ကြက်ဘယ်နှမှတ်လဲ9မှတ်အဲ့ပဲရမယ်လေကျန်တာတော့မရဘူးကြဟုတ်ဘာမေးရရှိလဲရလားရပါတယ်ဘာလဲနောင်တာနောက်နေ့မေးကြည့်ဘာမှမရဘူး